အိမ်မှာလှုပ်စားတဲ့ဆိုတော့အစားသူ့အခုလိုချင်တော့ထည့်လို့ရတယ်ပေါ့စိုက်မှဝယ်စားမယ်ဆိုရင်တို့ထည့်ပေးတော့ပဲစားရမှာပေါ့အစားသူ့မြင်များလေးနဲ့စားပြီးနဲ့ရက်လို့မရတာစွဲနေရ